အားလုံးပဲမင်္ဂလာပါရှင်။ကန်းကော်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာဆရာကြီးမောင်ခင်မင်တနုပြရေးတဲ့တလားတစ်လားဆိုတဲ့ဆောင်းပါးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါရှင်။ဝတ္ထုတွေဆောင်းပါးတွေမှာခက်ဆန်းဆန်းစာလုံးပေါင်းတွေကိုမကြာခဏတွေ့နေရပါသည်အတူတကွအများတကာတကူးတကတစေတစောင်းစသည်ဖြင့်တာကိုစသက်သောစာလုံးပေါင်းတွေဖြစ်သည်အမှန်အားဖြင့်ထိုစာလုံးများကိုစမသက်ရပါအတူတကွအများတကာတကူးတကတစေတစောင်းဟူ၍တာဖြင့်သာရေးရပါသည်ဤသို့ဖြစ်ရသည့်အရင်ခံအကြောင်းမှာတတစ်ပြဿနာဖြစ်ကြောင်းအများသိကြပါသည်ဘယ်စာလုံးကိုတရမှာလဲဘယ်စာလုံးကိုတစ်ရမှာလဲတာလားတစ်လားရေဘူးရခွဲခြားသည့်မူတော့ရှိပါသည်တစ်နှစ်စသည့်ကိန်းကနက်အဓိပ္ပာယ်ဆိုလျင်တစ်ဟုရေးပါတဝစာတစောင်းအိတ်တပျော်တပါးလာမိုးတဖြောက်ဖြောက်ရွာစသည်ဖြင့်ကရိယာကိုအထူးပြုသောကရိယာဝိသေသနာများမှတတွေကိုတော့စမသက်ဖဲတဟုရေးပါပြောရလွယ်တော့လဲလက်တွေ့ခွဲခြားရမှာတော့မလွယ်လာပါကိန်းကနက်အဓိပ္ပာယ်ဟုတ်သလားမဟုတ်ဘူးလားတာမန်အားဖြင့်မသိနိုင်သောစာလုံးတွေအများအပြားရှိနေပါသည်မိတ်ဆွေတယောက်ကမေးဘူးသည်တစေးတစောင်းကြတော့စသက်မပါပဲတစားကြတော့စသက်ပါတာဘာကြောင့်လဲတဲ့တစိတစောင်းကကိန်းကနန်းသဘောမပါတစားကကိန်းကနန်းသဘောပါသည်ဆိုတာကိုအလွယ်တကူမသိနိုင်ပါဤသို့ခွဲခြားဖို့မလွယ်သောစာလုံးများကိုတော့ဘယ်စာလုံးကိုတားနေရေးသည်ဘယ်စာလုံးကိုတစ်နှစ်ရေးသည်ဟုပုံသေးမှတ်ထားရန်သာရှိပါတော့သည်မြန်မာစာအဖွဲ့ကပြုစုသောမြန်မာစာလုံးပေါင်းတပ်ပုံကျမ်းမှာခွဲခြားပြထားသည်ကိုမှတ်ထားရန်သာရှိပါတော့သည်သို့ဆိုလျင်တာတစ်ပြဿနာဘာကြောင့်ပေါ်လာရတာပါလဲအပြောမှာတောင်းမှုဆက်သက်တစ်မှတသို့ပြောင်းနေပြီဖြစ်တော်လဲအရေးကလိုက်မပြောင်းပဲတစ်ဟုပင်ရေးသောကြောင့်ဖြစ်ပါသည်တောင်းမှုဆက်သက်တစ်ပါသောအရေးအတွက်ပြစကားများကိုပါဇက်ကဆိုကြည့်ပါ10 10ရာတစ်ကောင်တကောင်တစ်စီတစီစသည်ဖြင့်အတန်ထွက်ရသည်မဟုတ်ပါလားအချို့နေရာတွင်တစ်မှတသို့ပြောင်းယုံမကဓာသို့ပင်ပြောင်းသည်ကိုတွေ့နိုင်ပါသည်တောင်းမှုဆက်သက်တစ်ကိုအတန်ပြောင်းသည့်အတိုင်းစမသက်ဖဲတဟုပင်ရေးခဲ့ကြသောအစဉ်အလာရှိပါသည်ပကံခေတ်နောက်ပိုင်းကျောက်စာများကစ၍တစ်အစားတဟုရေးသည်ကိုတွေ့ရသည်ထင်ရှားသောတာရကတစ်ခုမှာတောင်ငူခေတ်နတ်ရှင်တော်ရုပ်တုတစ်ပုဒ်တွင်1008ပြန်မပြောင်းရစ်ဟန်ခပေါင်းမြစ်ဝံဟု၍အချီပိုက်3ပိုက်ကိုအရေးတူအတန်တူဖွဲ့ထားခြင်းဖြစ်သည်1000မပြောင်းခပေါင်းဟုအရေးတူအတန်တူဖွဲ့ထားသည့်အတွက်1000ဟုအတန်မထွက်ကြောင်း1000ဟုသာအတန်ထွက်ကြောင်းရေးတော်လဲ1000ဟုပင်ရေးရကြောင်းထင်ရှားပါသည်အသက်တူကိန်းကနန်း3လုံး၏အသက်နှင့်အရေးကွဲပြားပုံမှာစိတ်ဝင်စားစရာကောင်းပါသည်အသက်တူကနန်း3လုံးမှာ1 2 8တို့ဖြစ်သည်1မှာတဟုအတန်ပြောင်းပြီးတစ်ချိန်ကတဟုပင်ရေးသည်2မှာနှဟုအတန်ပြောင်းသည်2ယောက်ကို2ယောက်ဟုအတန်ထွက်ရသည်သို့သောအရေးကတော့လိုက်မပြောင်းပါ2ဟုပင်ရေးရပါသည်8ကတော့အတန်ရောအရေးပါမပြောင်းပါရာဂေါဟာထိုဆက်သက်8ဟုရေးလဲရေးအတန်လဲထွက်ပါသည်အတန်ရောအရေးပါ1မှတသို့ပြောင်းလာပြီဖြစ်သောစကားလုံးများကို1ဟုပြန်ရေးခြင်းမှာမူလရေးထုံးကိုပြန်လဲထိမ့်သိမ်းလိုသည့်ရည်ရွယ်ချက်ဖြင့်ရေးသားခြင်းဖြစ်သည်ဟုနားလည်ရပါသည်တဟုရေးရသောစာများနှင့်တစ်ဟုရေးရသောစာလုံးများကအချို့ကိုတာရကဆောင်မအောင်မည်တကုတ်ကုတ်တကယ်တကြက်ကြက်တကွဲတပြားတချို့တလေတခြားတချွင်ချွင်တငေးတမောတစည်းတလုံးတစိမ့်စိမ့်တစောက်ကန်တပိတပိုင်းတဘူတပါးသွားတပျော်တပါးတဖြစ်တောက်တောက်တမင်တကာတယုတရာတဟွတ်ဟွတ်တအုံနွေးနွေးတို့သည်တဖြင့်ရေးရသောစာလုံးများဖြစ်သည်အများစုမှာကရိယာကိုအထူးပြုသောစကားလုံးများဖြစ်သည်တကူတဲ့တကြောနှစ်ကြော့တကြိတ်သေးတညံနဲ့တခဏတခါတရံတခုခုတခန်းနဲ့တခန်းရက်တချမ်းတခွင်တပြင်းတစိတ်တဒေတောက်မှတစင်တနိုင်တပတ်ရိုက်တပြိုင်တည်းတပြိုင်နဲ့တဖန်တယူတန်တရံရောအခါတရှူတို့တလျှောက်တဝက်တပြက်တရိုက်တသမတ်ထဲတသွေးမတိန်တဟုန်တို့သည်တောင်းမှုဆက်သက်တစ်ဖြင့်ရေးရသောစာလုံးများဖြစ်သည်ကိန်းကနန်းတိအဓိပ္ပာယ်ကိုဆောင်သောစကားလုံးများဖြစ်သည်စကားလုံးတစ်လုံးရေးရမှတရောတစ်ရောပါသည့်စကားလုံးများလည်းရှိသည်တစ်ကောင်တလေတစ်ခါတလေ
တစ်ခုတလေတစ်ဦးတလေတို့ဖြစ်သည်ထိုစကားလုံးများမှာတလေမှာစကားပြေဖြစ်အောင်ဖြည့်သုံးသောစကားဖြစ်၍ကိကနန်တိအဓိပ္ပာယ်မဟုတ်သဖြင့်တလေဟုရေးခြင်းဖြစ်ပါသည်လူလဲတထွေရေလဲတခြားဟူသောအသုံးတွင်တစ်ထွေနှင့်တခြားကွဲပြားနေပုံကိုရှင်တွဲမှတ်သားနိုင်ပါသည်ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်းတာနောက်တွင်အားလုံးစသက်ရမည်ထင်ပြီးစသက်ဖြင့်ရေးသောအခါအမှန်တကယ်ကိုအမှန်တစ်ကဲဟုရေးပုံမျိုးသာမကမြန်မာစကားမဟုတ်သောတတင်ကပဟံဆိုသည့်ပါဠိစကားလုံးကိုပင်တစ်တင်ကပဟံဟုစသက်ထည့်ရေးသည်ကိုတွေ့ရပါသည်တတင်ကသည်တခဏဟုအဓိပ္ပာယ်ရသောပါဠိစကားဖြစ်၍တတင်ကမှတသည်မြန်မာစကားမဟုတ်ကြောင်းသိနိုင်ပါသည်မြန်မာစာလုံးပေါင်းတပ်ပုံကျမ်းမှတနှင့်ရေးသောစကားလုံးများနှင့်တစ်နှင့်ရေးသောစကားလုံးများကိုခွဲခြား၍သတိပြုမှတ်သားပြီးမှားသုံးလေ့ရှိသောစကားလုံးများကိုလည်းသတိထားမည်ဆိုလျှင်တလားတစ်လားဟုသောပြဿနာပြေလည်သွားမည်ဖြစ်ပါသည်ပြဿနာတစ်ခုရှိပါသေးသည်ကိုယ်ပိုင်အမည်နှင့်ဆိုင်သောပြဿနာဖြစ်သည်ဗုဒ္ဓထောင်ဖရာတို့ထန်းတပင်မျိုးတို့ကိုစသက်ဖြင့်ရေးသင့်မရေးသင့်ဆွေးနွေးကြသည်ကိုကြားရဖတ်ရပါသည်မြန်မာစာလုံးပေါင်းတပ်ပုံကျမ်းတွင်ကိုယ်ပိုင်အမည်များကိုထည့်သွင်းပြဋ္ဌာန်းမထားသည့်အတွက်အစဉ်အဆက်ရေးလာသည့်ရေးထုံးအတိုင်းဗုဒ္ဓထောင်ထန်းတပင်ဟုပင်စမသက်ဘဲရေးနိုင်ပါသည်တွင်ပြီးသားအရေးသားဖြစ်သည့်အတွက်မူလအရေးသားအတိုင်းရေးခြင်းကသင့်လျော်ပါသည်အလားတူသာဓကပြရလျင်စာရေးဆရာကြီးများဖြစ်သောဦးညာနာနှင့်တဂုံရွှေများကိုစလုံးပေါင်းတပ်ပုံနှင့်ညီညွတ်အောင်ရေးသားမည်ဆိုလျင်ဦးညာနာတဂုံရွှေများဟုရေးရမည်ဖြစ်သည်သို့သောဆရာကြီးများ၏အမည်စကားလုံးများမှာတွင်ပြီးသားဖြစ်သည့်အတွက်တွင်သည့်အတိုင်းရေးသည့်စလုံးပေါင်းကိုလက်ခံရပါသည်ထိုနည်းတူအသုံးတွင်ပြီးသောကိုယ်ပိုင်အမည်ကိုလည်းတွင်သည့်အတိုင်းလက်ခံရမည်ဖြစ်ပါသည်နားဆင်ပေးခဲ့ကြသူများအားလုံးကိုခန်းကော်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။